နည်းနည်းလေးကျွန်တော်တို့တိုင်းပြည်ထူးဆန်းနေတာပေါ့ဗျာအဲ့တော့ဒုတိယသမရ3ယောက်ထဲကတယောက်ကိုရွေးတယ်ဆိုတော့သမရကတယောက်ဒုတိယသမရက2ယောက်ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒုတိယသမရ2ယောက်တကယ်တော့မလိုဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ကငယ်ငယ်လေးပဲအမေရိကန်ပြည်ထောင်စုလိုအမတန်ကြီးတဲ့တိုင်းပြည်ကြီးတောင်ဒုတိယသမရတယောက်ပဲတကယ်တော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒုတိယသမရရဲ့အလုတ်တာဝန်ဆိုတာတိကျပြဋ္ဌာန်းထားတာမရှိဘူးဒုတိယသမရတွေဟာဒါသမရပေးတဲ့တာဝန်ရှိမယ်အစိုးရအဖွဲ့ကပေးတဲ့တာဝန်ဒီလိုပဲရှိတယ်သမရအတွက်ဒါဘာတွေလုတ်ပိုင်ခွင့်ဆိုတာသူကဥပဒေမှာပြဋ္ဌာန်းထားတယ်သမရခီးသွားတဲ့အခါနေတိုင်းမကောင်းဖြစ်တဲ့အခါသမရနေရာမှာအစားဝင်အလုတ်လုံနိုင်အောင်ဆိုပြီးတော့ဒုတိယသမရကိုထားတာဒါကြောင့်တယောက်ဆိုလုံလောက်တာပေါ့ဗျာအဲ့တော့သမရရွေးပုံရွေးနည်းကိုသမရများနေတာကိုဒါနောက်ခါကျွန်တော်တို့ဖွဲ့စည်းပုံရှင်ဥပဒေပြင်ဆင်တဲ့အခါဒါတွေကထည့်ပြီးတော့ပြင်ရမယ်အမှန်ဒီနည်းနဲ့မရွေးရဘူးဒီလိုနည်းနဲ့အုပ်စုတစုချင်းကနေတက်တဲ့အခါကျတော့အခုဟာငါတို့ပြည်သူ့လွှတ်တော်အုပ်စုကလူကသမရဖြစ်တယ်ကွာငါတို့ဘက်ကကြတော့မဖြစ်ဘူးကွာဆို discrimination သဘောတရားဒီလွှတ်တော်အမတ်ထဲမှာခွဲခြားတဲ့သဘောတရားဖြစ်သွားတယ်အမှန်ကတော့အဲ့ဒီလိုမဖြစ်ရအောင်ဒီသမရသည်ဒီလွှတ်တော်ကမဲအများစုနဲ့ရွေးလိုက်တဲ့သမရဆိုတာမျိုးပဲဖြစ်ရမယ်ဒါကြောင့်660လုံးထိုင်းနေအဲ့ဒီထဲကနေပြီးတော့အဆိုပြုအပြိုင်ရှိလိုက်အဲ့ဒီမှာပဲမဲခွဲလိုက်ဒါကြောင့်သမရဟာဘယ်အုပ်စုကတင်တဲ့လူဆိုတာမရှိတော့ဘူးအဲ့ဒီလိုလည်းမသိနိုင်တော့ဘူးအဲ့ဒါကမှကောင်းတာဒါမလို့အခုလောလောဆယ်လှုပ်ထားတဲ့စနစ်အရာဆိုရင်တော့တိတ်ပြီးတော့မှတော့ပြည့်စုံတဲ့စနစ်တော့မဟုတ်ဘူးပေါ့ဗျာဒါတွေကတော့နောက်ပိုင်းပြင်ရမှာပေါ့လေဆိုတော့အဲ့ဒီကကျွန်တော်တို့ကပြတ်နေတော့ခေါင်းစဉ်ကျွန်တော်တောင်းတဲ့အခါမှာတော်တော်ခွာကြတာပဲဘာခေါင်းစဉ်နဲ့ပြောရင်ကောင်းမလဲအေးပေးမယ်ကိုတန်းစင်ထွေရခဏကျွန်တော်စဉ်းစားလိုက်ဦးမယ်ဆိုပြီးတော့ကျွန်တော်မေ့သွားတယ်ဒီဘက်ရပိုင်းကလည်းသိတဲ့အတိုင်းရွေးကောက်ပွဲမပြီးခင်တော့ကလည်းရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေကျွန်တော်တို့ကတော်တော်အလုပ်များတယ်ရွေးကောက်ပွဲပြီးတော့နိုင်လာတဲ့အခါကျတော့လည်းဟာနိုင်ပြီဆိုတော့ပြင်ရเสียရတာပုံများတယ်အတိုက်ခံအတော်6တယ်ဗျသူများမဟုတ်တာလုပ်တာလေအော်နေုံပဲဘာမှကွာထိထိရောက်လုပ်ဖို့မလိုဘူးအခုဟာတော့ပြသားသားနိုင်သွားတယ်ဆိုတော့လှုပ်เสียကိစ္စတွေကများတာပေါ့ဗျနည်းနည်းလေးအလုပ်ရှုပ်တော့ကျွန်တော်မေ့သွားတယ်ပြီးတော့ကိုတန်းစင်ထွေးကကျွန်တော်ရှိကို message ပို့တယ် Viber ကနေ message ပို့ဆရာတဲ့ကောင်းစဉ်လေးတောင်းထားတာပြပါဦးကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်မေ့သွားတဲ့အတွက်ကျွန်တော်လည်းစိတ်မကောင်းဘူးအဲ့ဒါနဲ့သူကလည်းအားနာလို့ဖုန်းမဆက်ဘူးဒါနဲ့ကျွန်တော်ခေါင်းစဉ်ပေးရတော့မယ်ကျွန်တော်ရုံးကကျွန်တော်တပည့်နဲ့တိုင်မင်တယ်တပည့်ရေဆရာခေါင်းစဉ်တစ်ခုပေးရလိမ့်မယ်ဆိုတော့ဆရာဘာပြောဖို့စိတ်ကူးရှိလဲဆိုတော့ငါတော့ကွာဒါပြောမှာပဲငါတော့နိုင်ငံရေးအကြောင်းပဲတို့နိုင်ငံရဲ့အရေးအကြောင်းပဲအဓိကပြောမှာပေါ့တို့နိုင်ငံအရေးကလည်းမပြီးဆုံးနိုင်သေးတဲ့နိုင်ငံရေးကြီးဖြစ်နေတယ်လွတ်လပ်ရေးရတာ80ပြည့်တော့မယ်နှစ်68နှစ်ရှိပြီပေါ့ဗျာဒီကနေ့အထိကျွန်တော်တို့ကရုန်းကန်နေရတော့လှုပ်ရှားနေရတော့ပထမလွတ်လပ်ခွင့်တော့ရခဲ့ပါရဲ့အင်္ဂလိပ်လက်အောက်ကဒါမလို့ဒီကနေ့အထိကျွန်တော်တို့ကစစ်ကြုံဘွားကမလွတ်တကယ်လွတ်လပ်တဲ့နိုင်ငံမဖြစ်သေးဘူးတို့ကရုန်းကန်ကြိုးစားနေရတော့ကွာမပြီးသေးဘူးအဲ့ဒါလေးတို့တွေလည်းအသက်ကြီးပြီအဆုံးတတ်နိုင်ရင်ကောင်းပါပဲကျွန်တော်ကပြောတော့ကျွန်တော်တပည့်ကကောက်ခံငင်ကခေါင်းစဉ်တက်ပေးလိုက်တယ်ဆရာလည်းမပြီးသေးသောဗကြီးကားတစ်ချက်လို့ပြောလိုက်ဟာအဲ့ဒီစကားတော့ရှိတယ်နဲ့တူတယ်လို့ဒီစကားလုံးကရှိတယ်ငါကြားဘူးတယ်လို့မပြီးသေးသောဗကြီးကားတစ်ချက်ချင်းနေပါရင်တော့ဆိုတယ်ဒီလိုတော့မလုပ်ပါနဲ့ဒါပေမဲ့ तू ပြောတာလေးကလည်းကောင်းတယ်ဘောလေဗကြီးအကြောင်းတော့နားမလဲပါဘူးလေဟိုခေါင်းစဉ်အနေနဲ့ကိုပြောချင်တဲ့အကြောင်းအရာနဲ့ तू ကပြောလိုက်တော့ဒါနဲ့ငါမပြီးသေးတဲ့ဗကြီးကားဆိုရင်နောက်ထပ်ပြီးမှာမဟုတ်ဘူးကွာလို့နော်မပြီးသေးတဲ့ဘက်ကိုနည်းနည်းလေးလမ်းကြောင်းတယ်လို့ဇောင်းပေးတယ်လို့ဖြစ်နေတယ်နမိတ်ဖတ်တယ်လို့ဖြစ်နေတယ်အဲ့တော့ငါပြောင်းမယ်ကွာလို့အဆုံးတတ်ရမယ်ဗကြီးကားတစ်ချက်လို့ငါပြောင်းမယ်လို့ဆုံးတတ်တော့မယ်ငါတို့ဒါနဲ့ပဲအဆုံးတတ်ရမယ်ဗကြီးကားဆိုတဲ့ခေါင်းစဉ်ဖြစ်သွားတာပေါ့လေအဲ့တော့ဗိုလ်ချုပ်အောင်ဆန်းကပင်လုံစာချုပ်ကနေစလိုက်တဲ့ပုံချမ်းကိုဆက်ပြီးသူရေးဆွဲတဲ့ဒီဗကြီးကားကိုအကောင့်ထဲပေါ်တယ်အဲ့ဒီကနေဘာဖြစ်လာသလဲဆိုတော့1940ကျွန်တော်တို့ဗမာနိုင်ငံရဲ့ပထမဦးဆုံးဖွဲ့စည်းပုံအခြေခံဥပဒေပထမဦးဆုံးဆိုတာကျွန်တော်တို့လွတ်လပ်ရေးရပြီးနောက်3နှစ်ဖွဲ့စည်းပုံကိုဆိုလိုတာပါဒီရှေ့မှာဂျပန်ဖွဲ့စည်းပုံတွေပါတယ်ရှိသေးတယ်ထားလိုက်ပါတော့ကျွန်တော်မပြောတော့ပါဘူးအဲ့တော့1940ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးတယ်အဲ့ဒါဟာဗမာနိုင်ငံရဲ့ပုံရိပ်ကိုပုံဖော်တဲ့ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲတဲ့ပကြီကားပါပဲ1940ဖွဲ့စည်းပုံအခြေခံဥပဒေကို1949စက်တင်ဘာ24ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းတဲ့အချိန်မှာဒါအလုံးသိတဲ့အတိုင်းဗိုလ်ချုပ်အောင်ဆန်းကြာဆုံးသွားပြီမရှိတော့ဘူးသူကဗကြီးကိုအစပြိုးပေးခဲ့ပြီးတော့
ဆုံးအောင်မရေးသွားနိုင်ခဲ့ဘူးပကြီးကားရှိနေတယ်ရေးလက်စပကြီးကားသို့တော့စုတ်တန်ကိုင်းတဲ့ပညာရှင်အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလောက်ကြံခံရလို့ကြာဆုံးသွားတယ်ဒါပေမဲ့အဲ့ဒီလိုကြာဆုံးသွားပြီမဲ့ပကြီးကားဟာပျက်စီးမသွားဘူးအဲ့ဒီပကြီးကားကိုဆက်ပြီးတော့ဝင်းကြီးချုပ်ဦးနုကနေပြီးတော့ပုံဖော်ရေးဆွဲခဲ့တယ်အဲ့ဒီတော့ကတော့ဒါဗိုလ်ချုပ်ရဲ့အရိုက်အရာကိုခံတာပေါ့လေခံပြီးတော့သူကဆက်ပြီးတော့ရေးတယ်ရေးပြီးတော့1949စက်တင်ဘာ24ရက်နေ့မှာအတည်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဇန်နဝါရီလ4ရက်နေ့1948မှာလွတ်လပ်ရေးယူတယ်အဲ့ဒီအချိန်ကစပြီးဗမာပြည်ကိုတကယ့်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ခဲ့တယ်တာယာလှပတဲ့ဗမာနိုင်ငံဖြစ်ခဲ့တယ်လှပကောင်းမွန်တဲ့ပကြီးကားတစ်ချက်ဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီပကြီးကားဟာအဆုံးမတတ်နိုင်သေးပါဘူးရေးလို့ပြီးတော့ပြီးပြီဒါပေမဲ့အဲ့ဒီပကြီးကားဟာဘောင်မကွတ်နိုင်သေးပါဘူးတေးသေးချာချာတင့်တဲတန်ရန်ကောင်းကောင်းတစ်ခုမှမချိတ်တွယ်နိုင်သေးပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီဖွဲ့စည်းပုံရေးဆွဲပြီးတော့တကယ် Federal Democracy နိုင်ငံထူထောင်ဖို့ကျွန်တော်တို့မျှော်မှန်းခဲ့တော်လဲပဲအဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်တို့ပြည်တွင်းစစ်ဆက်ဖြစ်တယ်အဲ့တော့အဲ့ဒီလိုပြည်တွင်းစစ်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့မျှော်မှန်းခဲ့တဲ့ Federal Democracy နိုင်ငံထူထောင်မှုကိစ္စနှောင့်နှေးသွားတယ်။ဘိုးကျော်အောင်ဆန်းရေးခဲ့တဲ့ပကြီးကအဆုံးမတတ်နိုင်ဘူးတိုးလို့တန်လန်ဖြစ်နေတယ်။ကျွန်တော်တို့ရဲ့ကန်ဆိုးတဲ့ဇာတာကမကုန်သေးဘူး။ပြည်တွင်းစစ်ပြီးသွားတဲ့အခါကျတော့ပစဖလာနှစ်ချမ်းကွဲတယ်။ဒီမြဲပစဖလာတန်ရှင်းပစဖလာဆိုပစဖလာနှစ်ချမ်းကွဲတဲ့အခါကျတော့စစ်တပ်ကကြားဝင်လာတော့စစ်တပ်ကိုအုပ်ချုပ်ရေးအာဏာလွှဲပေးလိုက်ရတယ်။ဗိုလ်ချုပ်ကြီးနေဝင်းကိုအိမ်ဆောင်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဆိုပြီးတော့ဝန်ကြီးချုပ်ခတ်နိုင်ငံတော်အာဏာသူ့ကိုလွှဲပေးလိုက်ရတယ်။ဒါပဲလို့ဒါ2နှစ်ပဲကြာပါတယ်1960မှာရွေးကောက်ပွဲပြန်လုပ်တယ်ဖေဖော်ဝါရီလထဲမှာဦးနုပြန်ပြီးတော့နိုင်တော့ဝန်ကြီးချုပ်ဦးနုပြန်ဖြစ်ပါတယ်။ပြန်ဖြစ်တော့ဝန်ကြီးချုပ်ဦးနုကစောစောကကျွန်တော်ပြောတဲ့ပထမဦးဆုံးဗိုလ်ချုပ်အောင်ဆန်းရဲ့ရေးလက်စပကြီးကားပြည်တွင်းစစ်ကြောင့်ခဏရထားရတဲ့ပကြီးကားကိုဆက်ပြီးတော့ရေးဆွဲဖို့ကြိုးစားပါတယ်အဲ့ဒီမှာရှမ်းကရှမ်းမှုဆိုတာတင်လာတဲ့အဓိကတော့ဗျာဖက်ဒရယ်ပေါ့တိုင်းရင်းသားတွေအားလုံးနဲ့ဗမာနဲ့တန်းတူညီမျှဖက်ဒရယ်နိုင်ငံတည်ထောင်မှုကိစ္စကိုဦးနုကဆက်ပြီးအကောင့်ထဲပေါ်တယ်အဲ့ဒါလိုအကောင့်ထဲပေါ်တာကိုအဲ့ဒီတော့ကတမတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးနေဝင်းကတိုင်းပြည်ပြိုကွဲအောင်လုပ်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုပြီး1962ခုနှစ်မတ်လ2ရက်နေ့အာဏာသိမ်းလိုက်တဲ့အတွက်ခုနကဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့ဗမာနိုင်ငံရဲ့အမှန်လှပတဲ့ပကြီးကားဟာလုံးဝဖျက်ဆီးခြင်းခံလိုက်ရပါတယ်1962ခုနှစ်မတ်လ2ရက်နေ့ဟာဗိုလ်ချုပ်ရဲ့ရေးလက်စဗမာနိုင်ငံရဲ့ပကြီးကားမိရှုခံလိုက်ရတဲ့နေ့ဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးတော့ကျွန်တော်တို့ဗမာနိုင်ငံဟာစစ်ကြုံဘဝအောက်ကိုပြန်ရောက်သွားပါတယ်ကျွန်တော်တို့ရဲ့ရေးလက်စပကြီးကားလည်းလုံးဝအုပ်တော့ဖြည့်ဆည်းခြင်းခံလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီပကြီးကားကိုပျက်စီးသွားတဲ့ပကြီးကားကိုအသက်ပြန်အစားထိုးရေးဆွဲဖို့အတွက်ကျောင်းသားတွေစကြိုးပမ်းခဲ့ပါတယ်1962ခုနှစ်ဟလာဇူလိုင်အရေးခင်းကျောင်းသားတွေအများကြီးအသက်ခံခဲ့ရတဲ့အရေးခင်းเนาะဒါတွေကတော့ကျွန်တော်အမိုင်းတွေဖြစ်တဲ့အတွက်ချုပ်ပြီးပြောပါမယ်အဲ့1962ခုနှစ်ဇူလိုင်7အရေးခင်းဟာဒါပထမဦးဆုံးစစ်အာဏာရှင်စနစ်ကိုတည်တည်ချာချာတော်လှန်တဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုပါပဲအဲ့တော့ဒီတော်လှန်ရေးဆိုတာဟာဗမာနိုင်ငံအတွက်လှပတဲ့ပကြီးကားတစ်ချက်ကိုရေးဆွဲဖို့ကြိုးပမ်းအားထုတ်မှုတစ်ခုပါပဲအဲ့တော့62ခုနှစ်ထဲကကြိုးပမ်းအားထုတ်လာတယ်တောက်လျှောက်ပဲကျွန်တော်တို့အနာဂတ်နောက်ထပ်နိုင်ငံသစ်တစ်ခုကိုပြန်လည်တည်ထောင်ဖို့တနည်းအားဖြင့်စစ်ကြုံဘဝကနေလွတ်မြောက်တဲ့လွတ်လပ်ပြီးတော့เนาะတကယ်ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံထူထောင်မှုကြိုးစားခဲ့ပါတယ်သို့တော်လည်းပဲစစ်အာဏာရှင်စနစ်ရဲ့ပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေကြောင့်ကျွန်တော်တို့အောင်မြင်မှုမရခဲ့ပါဘူးဒီတိုင်းပဲကျွန်တော်တို့ဟာတဖြည်းဖြည်းတအီနဲ့ကြာဆုံးလာတဲ့အနေအထားမျိုးပဲရင်ဆိုင်နေရပါတယ်ဒါခင်ဗျားတို့အားလုံးသိပါတယ်အဲ့တော့ဒီလိုနဲ့ကျွန်တော်တို့တိုင်းပြည်ဟာတဖြည်းဖြည်းတအီပြိုဆင်းသွားတဲ့အခါ
1980နဲ့2ခုနှစ်ကြတော့ဒီတိုင်းဆက်သွားလို့မဖြစ်တော့ဘူးစနစ်ပြောင်းမှဆိုစစ်အာဏာရှင်စနစ်ကနေတပါတီအာဏာရှင်စနစ်အောက်ကိုပြန်ပြီးတော့သွင်းတယ်1984ခုနှစ်ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီးတော့ဗမာနိုင်ငံအတွက်ဗကြီးကားအသစ်တစ်ခုကိုဥနေဝဲကရေးတယ်နောက်ထပ်နိုင်ငံကိုပုံစံတစ်ခုနဲ့ပုံဖော်တယ်ပေါ့ဒါပေမဲ့ကျောင်းသားတွေဟာတောက်လျှောက်တော်လာခဲ့ပါတယ်1983ဆိုရင်ဒါအလုသမားအရေးခင်းဟလာ84ဆိုရင်ဥတ္တအရေးခင်း86ဆိုရင်ဒါမိုင်းရာပြည့်ဒါကျွန်တော်တို့ကျောင်းသားဘောဟာအရေးခင်းကာလကြီးပဲတောက်လျှောက်ဇက်တိုက်ပဲတော့ဒါ86ကျွန်တော်ကျောင်းပြီးတဲ့နှစ်ပဲအဲ့တော့အဲ့ဒီလိုတောက်လျှောက်ကျောင်းသားတွေဟာတော်လန်ခဲ့ပြီပဲလို့ပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့ကြုံခဲ့ပြီးတော့ကျွန်တော်တို့တော်လန်ရေးမအောင်မြင်ခဲ့ဘူးစစ်ကြွဘွားကလွတ်မြောက်ခြင်းနဲ့ကျွန်တော်တို့စန္ဒမပြေဝခဲ့ဘူးကျွန်တော်တို့ရေးခြင်းနဲ့အမတန်ကောင်းမွန်တဲ့တန်ပျော်ရွှင်စရာကောင်းတဲ့လောကနိဗ္ဗာန်လို့ဆိုနိုင်တဲ့နိုင်ငံသစ်ပကြီးကားကိုကျွန်တော်တို့မရေးနိုင်ခဲ့ပါဘူးကျွန်တော်တို့ဟာအခြေအနေဆိုးမှာပဲရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်အဲ့ဒါလိုနေလာရာကနေကျွန်တော်တို့အခြေအနေဟာတဖြည်းဖြည်းဘယ်လောက်ထိအောင်ဆိုးလာသလဲ1989ခုနှစ်ရောက်တဲ့အချိန်မှာ89ဆိုတာ1960နှစ်အာဏာသိမ်းတဲ့နေ့ကနေတွက်ရင်25နှစ်တိတိကြာတဲ့အချိန်မှာငွေရရုအခမ်းအနားကျင်းပရမယ်နှစ်ပေါ့ဗျာအာဏာသိမ်းပွဲငွေရရုအခမ်းအနားကျင်းပရမယ်နှစ်အဲ့ဒီနှစ်မှာကျွန်တော်တို့ဗမာပြည်ကိုကုလသမဂ္ဂကဂုဏ်ပြုလက်မှတ်တစ်ခုပို့ပေးတယ်အဲ့ဒီလက်မှတ်ကဘာလို့ဆိုတော့ခင်ဗျားတို့ဗမာနိုင်ငံဟာကမ္ဘာပေါ်မှာအစင်းအဆုံးနိုင်ငံထဲမှာပါသွားပါပြီဆိုတဲ့သရောင်းစားလက်မှတ်တစ်စောင်ကျွန်တော်တို့ထုတ်ပေးလိုက်တယ်အဲ့ဒါဟာ LDC certificate လို့ခေါ်ပါတယ်ဖွံ့ဖြိုးမှုအနိုင်ဆုံးနိုင်ငံဖြစ်တယ်ဆိုတဲ့တရားဝင်အသိအမှတ်ပြုတဲ့လက်မှတ်ဆိုလိုတာကအဲ့ဒီလက်မှတ်ရတဲ့အတွက်ကျွန်တော်တို့အခွင့်အတူပါရတယ်လို့ဆိုတော့ချင်းငွေတွေထောက်ပံ့ငွေတွေသူများလှူတဲ့တန်းတဲ့ဟာဆိုဦးစားပေးရတယ်ကျွန်တော်တို့ရဲ့ဘဝဟာအဲ့ဒီလောက်ထိအောင်ကျသွားပါတယ်ဒါကတိုင်းပြည်ကြုံရတဲ့အနေအထားသို့တော်လည်းပဲဒီဘက်ကလွတ်မြောက်လို့တဲ့လူတွေရဲ့ကြိုးပမ်းအားထုတ်မှုဟာဆက်ပြီးတော့ကျွန်တော်တို့ရှိနေပါတယ်အဲ့တော့အထင်ရှားဆုံးတော်လှန်ရေးကြီးကတော့1988ရှစ်လေးလုံးအရေးတော်ပုံပါပဲ89ခုနှစ်မှာကမ္ဘာပေါ်မှာအစင်းရဲဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်တော့တဲ့ကျွန်တော်တို့ပြည်သူတွေဟာလှုပ်ရှားထကြွလာတယ်အဲ့ဒီမှာကျွန်တော်တို့88ရှစ်လေးလုံးအရေးတော်ပုံကြီးဆိုတာပေါ်ပေါက်ပါတယ်ဒေါ်လာရေးကြီးလို့ကျွန်တော်တို့ပြောမယ်ဆိုရင်လည်းပြောနိုင်ပါတယ်တော့အမတန်ပြင်းထန်တဲ့ထိရောက်တဲ့ဒေါ်လာရေးကြီးဖြစ်ခဲ့ပါတယ်တလအတွင်းမှာမင်း40ပြောင်းသွားပါတယ်ဘလောက်ပြင်းထန်တဲ့ဒေါ်လာရေးလဲဥနေဝင်းပြုတ်သွားပါတယ်ဥစိန်ဝင်တက်လာပါတယ်ခဏပဲခံပါတယ်ဥစိန်ဝင်ပြုတ်သွားပါတယ်ပြီးတော့ဒေါက်တာမောင်မောင်တက်လာပါတယ်ခဏပဲဒေါက်တာမောင်မောင်လည်းပြုတ်သွားပါတယ်နောက်ဆုံးဘိုလ်စောပေါင်တက်လာပါတယ်အဲ့ဒါတလအတွင်းမှာမင်း40ပြောင်းသွားသည့်အထိကျွန်တော်တို့ရဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးဟာထိထိရောက်ဖြစ်ခဲ့ပါတယ်အောင်မြင်ဖြစ်ခဲ့ပါတယ်အဲ့တော့အခြေအနေသိပ်ပြီးတော့ပြင်းထန်သွားတဲ့အခါမှာစစ်တပ်ကနောက်တစ်ခါပြအာဏာသိမ်းပါတယ်ဒါအားလုံးသိပါတယ်1988စက်တင်ဘာ17ရက်နေ့မှာဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်တဲ့စစ်အစိုးရကနိုင်ငံတော်အာဏာကိုသိမ်းလိုက်ပါတယ်တိုင်းပြည်ရဲ့အခြေအနေကိုသိတဲ့အခါမှာအတန်တုံရီနဲ့မလွဲတာလို့နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူလိုက်တာပါအမြန်ဆုံးရွေးကောက်ပွဲလုပ်ပေးမယ်နိုင်ငံတော်အာဏာကိုအမြန်ဆုံးပြည်သူလက်ထဲပြန်ထည့်ပေးပါမယ်လို့ဂရုပေးပြီးတော့အာဏာသိမ်းလိုက်ပါတယ်ဗိုလ်ချုပ်ကြီးစောမောင်ဟာသူဂရိကိုတီအောင်စူးစမ်းပုံပေါ်ပါတယ်အချိန်တိုအတွင်းမှာပဲအာဏာသိမ်းပြီးတလအတွင်းမှာပဲနိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေဆိုတာပြဋ္ဌာန်းပေးပါတယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ပေးပါတယ်1989မှာရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးပါတယ်1990မှာသူရွေးကောက်ပွဲလုပ်ပေးပါတယ်အမတန်ကိုမြန်ဆန်နဲ့သူ့ရဲ့ဂရိကိုအကောင့်ထဲပေါ်နိုင်အောင်ဆောင်ရွက်ပေးတာကိုတွေ့ရပါတယ်စေတနာလဲထားပုံရပါတယ်အဲ့ဒါလို့စေတနာထားလို့လာမသိဘူးစောစောဆရာညီမင်းတို့ညိုပြောသလိုစေတနာတိတ်ထားရင်ကြဆုံးသွားတာပဲသူဟာနောက်ဆုံးအာဏာလက်မဲ့ဖြစ်ပြီးတော့ဘယ်လိုအနေထားမျိုးနဲ့တည်သွားတယ်ဆိုတာတော့ကျွန်တော်တို့မသိလိုက်ရဘူးအဲ့ဒီကနေနောက်ထပ်ခေါင်းဆောင်တယောက်တက်လာပါတယ်
အဲ့ဒါကတော့ခဏထိတက်ရှိထင်ရှားရှိနေသေးတဲ့ဘိုးချုပ်မူကြီးတန်းရွှေပေါ့ဗျာအဲ့တော့ဒီသူ့ရဲ့လက်ထက်တော့ခင်ဗျားတို့အားလုံးကောင်းကောင်းမိတယ်တူတူပြောရရင်တော့ကျွန်တော်တို့ဗမာနိုင်ငံသမိုင်းမှာအမှောင်မိုက်ဆုံးကာလအဆိုးအဆုံးကာလဟာအဲ့ဒီကာလပါပဲကျွန်တော်တို့ပြင်းပြင်းထန်ထန်ကျွန်တော်တို့ခံစားခဲ့ရတယ်ဒါပေမဲ့လို့ဒီဘက်ကကျွန်တော်တို့ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုပကြီးကားအသက်ရေးခြင်းနဲ့ကျောင်းသားရဟန်းရှင်လူပြည်သူတွေဟာဆက်ပြီးတော့ကျွန်တော်တို့ရုန်းကန်နေပါတယ်เนาะဒီသမိုင်းလေးတွေအားလုံးသိကြပါတယ်အဲ့ဒီလိုအခြေအနေတဖြည်းဖြည်းဆိုးလာတာဟာခုနအမောင်မိုက်ဆုံးကာလဆိုတဲ့ကာလဟာကျွန်တော်တို့ပြည်တွင်းနေမဟုတ်ပါဘူးဆန့်ကျင်မှုဟာပြည်တွင်းမှာရှိတဲ့ပြည်သူတရားလုံးကဆန့်ကျင်နေမဟုတ်ဘူးနိုင်ငံတကာကပါကိုဖက်ကနေပိတ်ဆို့စီဝါရေးပိတ်ဆို့အေးအေးယူတာတွေလောက်လာတဲ့အခါမှာတိုက်ပြည်အခြေအနေကတော်တော်လေးကိုဆိုးသွားပါတယ်96မှာကျွန်တော်တို့ကျောင်းသားတွေစူးစမ်းပါသေးတယ်ဒါမျိုးလဲအဆင်မပြေဘူးကျွန်တော်တို့ပြင်းပြင်းထန်ထန်ဖြိုခွဲခံရတယ်2003ကျတော့ဒေါအောင်ဆန်းစုကြည်နယ်လက်စီယိုရေးစနစ်ခီးစဉ်မှာဒီပဲရင်လောက်ကြမှုကြီးဒီလိုမျိုးနဲ့ဖြိုခွဲနှိမ်နှင်းခံရတယ်ပြီးတော့2009မှာကျွန်တော်တို့ရွှေဝါရောင်ဒေါ်လာရေးနောက်ဆုံးလူတွေရဲ့ဆင်းရဲဒုက္ခကိုမြင်တွေ့လာတဲ့အခါမှာဆရာတော်တွေတန်ဃာတော်တွေမနေနိုင်တဲ့အခါကျတော့ဆရာတော်တွေတန်ဃာတော်တွေပါလမ်းပေါ်ထွက်ပြီးတော့တိုင်းပြည်အေးချမ်းမှုမေတ္တာပို့တဲ့အနေအထားထိရောက်ခဲ့တယ်မေတ္တာလည်းပို့လို့မရပါဘူးဘာလို့ဆိုမေတ္တာကိုဆရာကြီးကျွန်တော်ပြောသလိုပေါ့ဗျာမေတ္တာပို့တာသိပြီးတော့အဆင်မပြေဘူးတော်တော်ကိုဒုက္ခဖြစ်ခဲ့တယ်တစ်ဖက်ကအဲ့ဒီလိုဖိနှိပ်နေပြီမယ်လို့အခြားတစ်ဖက်မှာလည်းနိုင်ငံတကာရဲ့ပိတ်ဆို့မှုကိုသူတို့ခံလာရတဲ့အခါကျတော့နောက်ဆုံးသူတို့လည်းနိုင်ငံခြားသွားဆေးကုဖို့တောင်မလွယ်တဲ့ဘဝဖြစ်လာတယ်သူတို့သားသမီးနိုင်ငံခြားသွားပြီးတော့စာသင်ဖို့မလွယ်ဘူးအလဲအပတ်သွားဖို့တောင်မလွယ်အောင်နိုင်ငံတကာကတင်းတင်းကြပ်ကြပ်ပိတ်ဆို့လာတာတွေရှိပါတယ်အဲ့တော့ဒီနေရာမှာအားပြိုင်မှုကကျွန်တော်တို့ဗမာပြည်သူလူထုကလည်းကျွန်တော်တို့ဗမာနိုင်ငံအတွက်ပကြီးကားအသစ်တစ်ချက်ရေးဖို့ကြိုးစားနေတယ်တစ်ချိန်တည်းမှာပဲစစ်အာဏာရှင်များကလည်းကိုယ်ပိုင်ပကြီးကားတစ်ချက်ကိုရေးဖို့ကြိုးစားပါတယ်အဲ့တော့သူတို့ရေးတဲ့ပကြီးကားကတော့အလုံးသိကြတဲ့အတိုင်းပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်အဲ့တော့တမတော်အကြီးအကဲလို့ဆိုရတဲ့လူတစုက2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အနာဂတ်ဗမာနိုင်ငံကိုသူတို့ကရေးဖို့ကြိုးစားတယ်သူတို့ရေးထားတဲ့ပကြီးကားလေးကရိုးရိုးရှင်းရှင်းလေးလွယ်လေးကြည့်လို့မြင်တယ်လွတ်တော်မှာအမြဲတမ်းစစ်တပ်က25ရာနှုန်းပါမယ်ကာကွယ်ရေးဦးစီးချုပ်ကခန့်နဲ့လွတ်တော်အဖက်25ရာနှုန်းဟာအမြဲတမ်းပါမယ်အရွေးမခံဘူးကျန်တဲ့85ရာနှုန်းကိုရွေးကောက်တင်မြှောက်မယ်ဟုတ်ပြီအဲ့တော့ကျန်တဲ့85ရာနှုန်းရွေးကောက်တင်မြှောက်ရင်ပြည်ခိုင်ဖြိုးဟုတ်လားပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလို့နာမည်ပြောင်းလိုက်တဲ့အရင်ကအသင်းပေါ့လေအဲ့ဒီပြည်ခိုင်ဖြိုးဆိုတာတမတော်သားတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီပါပဲအဲ့ဒီပြည်ခိုင်ဖြိုးပါတီကလက်ရှိအာဏာရှိတဲ့တမတော်ကဖွဲ့စည်းပေးထားတဲ့ပါတီဆိုတော့အာဏာရှိတဲ့ပါတီပေါ့ဗျာပိုက်ဆံကလည်းအရန်ချမ်းသာတဲ့ပါတီပေါ့တမတော်ကလည်းသူ့နောက်မှာမရက်တီပေးထားတဲ့ပါတီပေါ့ဗျာအာဏာလည်းရှိတယ်ငွေကြေးလည်းချမ်းသာတယ်တမတော်ကလည်းနောက်ကအပြည့်အဝကြောတော့နောက်ခံပေးထားတယ်ဆိုတော့ငါတို့ပါတီက85ရာခိုင်နှုန်းထဲမှာ26ရာနှုန်းလောက်ကတော့မရဘူးလားအသာလေးရတာပေါ့ဒီလိုတွေးထင်းပြီးတော့မှအဲ့ဒီယုံကြည်ချက်နဲ့ဒီပကြီးကားအသစ်ကိုဘိုးချုပ်မကြီးတန်းရွှေကရေးဆွဲဖို့ကြိုးစားခဲ့တာအဲ့တော့သူမျှော်မှန်းတဲ့အတိုင်းဖြစ်အောင်လဲသူကလက်တွေ့လုပ်ခဲ့ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုစောအာရမအတည်ပြုခဲ့တယ်ဟာလားနာဂစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါရွှေ့ပေးပါဒီမှာလူတွေကသိမ့်နဲ့ချီပြီးသိနေပါတယ်မရွှေ့ပါဘူးเนาะ2008မှာဖွဲ့စည်းပုံကိုစောအတည်ပြုတယ်ဒါတော်တော်များများခင်ဗျားတို့သိပြီးသားအကြောင်းအရာပါကျွန်တော်ကဒီထက်အနှစ်သာရလေးတွေကိုရွေးထုတ်ပြီးပြောနေတာအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတင်းပြဋ္ဌာန်းလိုက်တဲ့ရည်ရွယ်ချက်ကတစ်ခုတည်းပါနော်သူတို့ရဲ့ပကြီးကားဒီပကြီးကားရေးတဲ့ရည်ရွယ်ချက်ဒီပုံတရံကိုထုဆစ်လိုက်တဲ့ဗပုရုပ်ရဲ့အဓိကရည်ရွယ်ချက်ကတစ်ချက်တည်းပဲ
တပ်မတော်ကဗမာနိုင်ငံရဲ့အာဏာကိုနိုင်ငံတော်အာဏာကိုရသက်ပန်ထိန်ချုပ်ထားနိုင်ရေးပဲဟိုတုန်းကလက်နဲ့အာဏာသိမ်းပြီးလက်နဲ့ထိန်ချုပ်တယ်အဲ့ဒါရေရှည်မှာအဲ့ဒါလိုထိန်ချုပ်လို့မရဘူးနိုင်ငံတကာကလက်မခံဘူးဆိုတော့လက်နဲ့အစားသူတို့ကိုယ်တိုင်စိတ်တိုင်းကြရေးထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရာသက်ပံတရားဝင်အစိုးရအနေနဲ့အုပ်ချုပ်အောင်တနည်းအားဖြင့်ရာသက်ပံနိုင်ငံတော်အာဏာကိုတပ်မတော်ကသိမ်းထားနိုင်အောင်ရည်ရွယ်ချက်နဲ့ရေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲကျွန်တော်တို့အပြင်ကလူတွေအားလုံးကဒီဥပဒေကိုလွယ်လွယ်လေးကြည့်လွယ်လွယ်လေးမြင်နိုင်တယ်ဒါပေမဲ့အဲ့ဒီတပ်မတော်ခေါင်းဆောင်တွေကတော့သူတို့ရေးတဲ့ဖွဲ့စည်းပုံကိုသူတို့အမှန်အတိုင်းမမြင်ဘူးသူတို့စိတ်ထဲမှာထင်တာကသူတို့က25ရာနှုန်းကအလိုလိုနိုင်ပြီးသားရွေးကောက်ပွဲမှာဝင်မဲ့နိုင်ပြီးသားနောက်ထပ်26ရာနှုန်းဆိုလူ168ယောက်ပဲလိုတယ်498ယောက်မှာငါတို့168ယောက်နိုင်ရင်ရသက်ပန်ဒီတိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်ဆိုတဲ့တွက်ကိန်းနဲ့2008ဖွဲ့စည်းပုံခြေဥပဒေကိုရေးခဲ့တော့ပထမတပွဲမှာတကယ်ရွေးကောက်ပွဲကျင်းပမယ်ဆုံးဖြတ်လိုက်တဲ့အခါမှာရွေးကောက်ပွဲလည်းမကျင်းပလို့မရတော့ဘူးအဲ့ဒီကျွန်တော်တို့2009မှာရွှေဝါရောင်ဒေါ်လာရေးမှာချီလွန်လက်လွန်လုပ်ပြီးတော့နိုင်ငံတကာကဖိအားတိတ်ကိုများသွားပြီပိတ်ဆို့တာလည်းအများများသွားပြီသူတို့နိုင်ငံခြားသွားစေကူလို့မရအောင်ဖြစ်တာအဲ့ဒီအချိန်ပဲသူတို့ကလေးတွေနိုင်ငံခြားသွားချက်ချင်းပြန်ပို့တာတို့ဘာတို့တော်တော်ရှုပ်ထွေးလာတဲ့အချိန်အများဆုံးသူတို့နောက်ဆုတ်ရတော့မယ်ရွေးကောက်ပွဲမြန်လုပ်ပြီးတော့ပုံစံတစ်ခုပြောင်းရတော့မယ်ဆိုတဲ့အတွေးအသိနဲ့2010ရွေးကောက်ပွဲလုပ်မယ်ဆိုသူတို့ကြေညာလိုက်တယ်ဒါပေမဲ့သူတို့ကိုသူတို့မယုံဘူးတကယ်လို့များ NLD ဝင်ပြီးတော့ပြိုင်ရင်2010ရွေးကောက်ပွဲသူတို့မျှော်မှန်းတယ်လို့168ယောက်ရကြမှာရမယ်ဆိုသူတို့မယုံဘူးသူတို့ကိုသူတို့အဲ့တော့ NLD ရွေးကောက်ပွဲမှာမဝင်နိုင်အောင်ဥပဒေပြဋ္ဌာန်းတယ်နိုင်ငံရေးပါတီများမှတ်ပုံတဲ့ဥပဒေမှာဒီလိုလူတွေမပါရဘူးဒေါ်အောင်ဆန်းစုကြည်မပါနိုင်အောင်ဥပဒေကိုတည်တည်ချာချာစနစ်တကျစီစဉ်ရေးဆွဲတယ်အဲ့ဒီတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲသပိတ်မှောက်တယ်လို့ဆုံးဖြတ်လိုက်တဲ့အခါကျတော့သူတို့မျှော်မှန်းတဲ့အတိုင်းသူတို့လှုပ်လို့ရပြီကျွန်တော်တို့ဘာမှကြည့်မဆိုင်တော့ဘူးမပြိုင်ရင်နေပေါ့ပြည်ခိုင်ဖြိုးနဲ့ကျန်တဲ့ပါတီတွေနဲ့ပြိုင်တယ်အဲဒီလိုပြိုင်တဲ့နေရာမှာလဲအကြီးအကျယ်ညစ်ပတ်တယ်မဲလိန်တယ်အဲတုန်းက NDF ပေါ့ဗျာနော်ပြိုင်တယ်ပေါ့တခြားပါတီတွေပြိုင်တယ်တိုင်းရင်းသားတွေလည်းပြိုင်ကြတယ်ပြိုင်တဲ့အခါမှာနေရာတော်တော်များပါနိုင်ငံသားတွေဟာပြည်သူတွေဟာပြည်ခိုင်ဖြိုးကိုမဲမပေးဘူးကျန်တဲ့အတိုက်ခံအုပ်စုတွေကိုမဲပေးတယ်ဒါပေမဲ့လို့အဲ့ဒီရွေးကောက်ပွဲမှာခင်ဗျားတို့သိတဲ့အတိုင်းကြိုတင်မဲဆိုပြီးတော့နောက်မှရောက်လာတဲ့ကြိုတင်မဲတွေနဲ့သူတို့အနိုင်ယူသွားတယ်ကျွန်တော်တို့ဥပဒေခေါ်တော့ကြိုတင်မဲဆိုတာဟာရွေးကောက်ပွဲမတိုင်မီမှာပေးရတယ်ရွေးကောက်ပွဲပြီးရင်အဲ့ဒီမဲကမရှိဘူးမလာရဘူးရွေးကောက်ပွဲမတိုင်ခင်ပေးထားတဲ့မဲရွေးကောက်ပွဲကျင်းပတဲ့နေ့ညနေ4 နာရီမဲရည်တဲ့အချိန်မှာထည့်ရည်လို့ရတယ်4 နာရီနောက်ပိုင်းရောက်လာရင်အဲ့ဒီမဲကမရည်ရဘူးရည်တယ်ခင်ဗျာတောင်ဥက္ကလာမှာဦးအောင်သိန်းလင်းနဲ့ပြိုင်နေနောက်တနေ့မှတည်း3 နာရီခွဲအထိရည်တော့တထုပ်ပြီးတထုပ်ရောက်လာတယ်ကြိုတင်မဲတွေမဲရည်လိုက်တယ်ပြီးပလားမပြီးသေးဘူးမနိုင်သေးတဲ့ရွေးတထုပ်ပြီးတထုပ်ရောက်လာတယ်ကြိုတင်မဲတဲ့ရောက်တာကမဲယုံပိတ်ပြီးပြီနော်နောက်ဆုံးသူတို့လူတွေနိုင်မှပြီးသွားပြီတဲ့သူတို့လူနိုင်သွားပြီဒီတိုင်းပဲနေရာတော်တော်များများမှာဒါရန်ကုန်မှာဆိုနေရာတိတ်ထင်ရှားတဲ့နေရာမင်္ဂလာတောင်ကျောမှာဥတုဝင်နဲ့ကြာကြာရေးဝင်ကြီးဖြစ်တဲ့ဦးအောင်ကြည်ပြိုင်တာဒီလိုပဲအဲ့ဒါလည်းတနာကြီးခွဲကြမှာဦးအောင်ကြည်နိုင်တော့မှပြီးပြီဆိုရက်သွားတယ်သူတို့လူမနိုင်မချင်းတထုပ်ပြီးတထုပ်မဲတွေကထထရောက်လာတယ်ကြိုတင်မဲတဲ့ပြောတာရွေးကောက်ပွဲကပြီးသွားပြီအဲ့တော့ဒီလိုနည်းနဲ့သူတို့80ရာနှုန်းလောက်ရသွားတာပေါ့52ရာနှုန်းရတယ်စစ်တပ်25နဲ့ပေါင်းလိုက်တဲ့အခါကျတော့89ရသွားတယ်အဲ့တော့ပြီးခဲ့တဲ့2010ရွေးကောက်ပွဲမှာတော့သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သူတို့ပုံဖော်ထားတဲ့အတိုင်းဖိအားတွေပေးချိန်ချောက်ညစ်ပတ်ပြီးတော့မှရအောင်လုပ်ခဲ့တဲ့အတွက်နိုင်ငံတော်အာဏာကို9 နှစ်ဆက်ပြီးတော့သူတို့ထိန်းဝင်ရခဲ့တယ်ဟုတ်ပြီအဲ့ဒီ9 နှစ်ပြီးတဲ့အခါကျတော့သူတို့အခြေခိုင်လောက်ပြီလို့ထင်တဲ့အခါကျတော့ sanction တွေ lift လုပ်ဖို့ကလိုနေတယ်ရွေးကောက်ပွဲတော့ပြီးသွားပြီ
အဲ့ဒီရွေးကောက်ပွဲမှာညစ်ထားတာကိုအားလုံးကသိတဲ့အခါကျတော့အနောက်နိုင်ငံတွေက sanction lift လုပ်ပိတ်ဆို့ထားတာတွေကိုဖွင့်မပေးဘူးအဲ့တော့တော်တော်ကွာကြနေတယ်အဲ့တော့အဲ့ဒီမှာအမှန်တန်လှပတဲ့အကွက်တစ်ခွက်ကိုသူတို့ကစားနိုင်ခဲ့တယ်ကျွန်တော်တို့ဥက္ကဋ္ဌတော်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံလိုက်တယ်ဒီဘက်ကလည်းပဲတိုင်းပြည်ကောင်းမှုစေတနာနဲ့တူတာတွေလက်တွဲလုပ်မယ်နော်မတူတာတွေဆွေးနွေးမယ်ဆိုပြီးတော့အတွေ့ခံလိုက်တယ်ပြီးတော့နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေနဲ့ရွေးကောက်ပွဲဥပဒေကိုပြင်ပေးလိုက်တယ်ကျွန်တော်တို့ပါတီထောင်လို့ရအောင်သူတို့လမ်းဖွင့်ပေးလိုက်တယ်ရွေးကောက်ပွဲဝင်လို့ရအောင်လမ်းဖွင့်ပေးလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့ကလည်းပါတီပြန်မှတ်ပုံတင်မယ်ရွေးကောက်ပွဲဝင်မယ်လို့ဆုံးဖြတ်လိုက်တယ်2012ဧပြီ1ရက်နေ့ကြားပြရွေးကောက်ပွဲလုပ်တယ်ကျွန်တော်တို့နိုင်တယ်43လေးနေရာပြိုင်တယ်43နေရာနိုင်တယ်မညစ်ဘူးမဲအမှုဖြစ်တယ်ကျွန်တော်တို့နိုင်တယ်ဘလောက်ကောင်းသွားပြီလဲတိုင်းပြည်ဟာနော်အရန်ကိုပြောင်းလဲသွားပြီလုံးဝတရားမျှတသွားပြီအပြတ်အသတ်အနိုင်ပေးတယ်အမှုတွေဖြစ်တဲ့အခါလဲ NLD ကိုအနိုင်ပေးတယ်ဆိုတော့နိုင်ငံတကာအမြင်ကအတော့ကိုကောင်းလာတယ်အဲ့ဒီမှာ sanction တွေတစ်ခုပြီးတစ်ခု lift လုပ်ပေးလာတယ်ဆိုတော့အဲ့ဒီလိုမျိုးအသိဉာဏ်တွေပွင့်လင်းလာတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေရဲ့အနေအထားပြောင်းလာတယ်ကျွန်တော်ဒီနေရာနည်းနည်းလေးဆရာကြီးမင်းညိုပြောသွားတာလေးကိုကျွန်တော်တတိယလို့ပြောမယ်ဆရာကြီးမင်းညိုကပြောသွားတယ်အပါတွေကကျွန်တော်တို့ဗမာပြည်သူတို့ကအကြင်အောင်ဆောင်တယ်တဲ့ဆိုတော့ပြောသွားတယ်နော်အကြင်အောင်ဆောင်တာပေါ့ဘသူမဲမပေးဘူးလို့မပေးရတာလို့ဟိုဘက်ဖဲပေးတော့မလို့နဲ့လို့နဲ့အခြေကြတော့သူလိုချင်တာလုပ်သွားတာပဲဆိုတော့သူကပြောသွားတယ်ကျွန်တော်ကအကြည်အောင်ဆောင်တယ်လို့မမြင်ဘူးတိတ်ကိုအကင်းပါတဲ့ပါနတ်တဲ့သူတွေလို့ကျွန်တော်ကဒီလိုမြင်တယ်ဘာလို့ကျွန်တော်ဒီလိုအကဲဖြတ်တာကျွန်တော်မှအထောက်အထားလေးတွေရှိတယ်ကျွန်တော်နည်းနည်းစုထားတာဒီတပွဲတည်းမဟုတ်ဒီတပွဲတည်းဆိုရင်တော့ဒါတစ်မျိုးပေါ့လေကျွန်တော်လေ့လာကြည့်တဲ့အခါမှာ1949ခုနှစ်ကလွတ်လပ်ရေးကြိုးပမ်းနေတဲ့ကာလပေါ့နော်အပြင်းထန်ဆုံးပေါ့ဗျာလွတ်လပ်ရေးရရှိရေးကြိုးပမ်းနေတဲ့ကာလအဲ့ဒီကာလမှာပါတီတွေကလည်းတော်တော်များတယ်ဗျတော်တော်များတယ်ဆိုအခုတော့90ကျော်100တော့မဟုတ်ဘူးဗျာ6ပါတီ9ပါတီတော့ပါတီအားလုံးကသူတို့ရဲ့နောက်မှာပြည်သူတွေကရှိနေတယ်သူ့အဆုနဲ့သူရှိနေတယ်အဲ့တော့ဗိုလ်ချုပ်ကတော့ပါစာဖတ်လာပေါ့ဗျာအဲ့တော့ဒီမှာလွတ်လပ်ရေးအင်္ဂလိပ်နဲ့စကားပြောတဲ့အခါမှာပြည်သူတရက်လုံးကဗိုလ်ချုပ်အောင်ဆန်းနောက်ကအားလုံးတစုတစည်းတဲ့ရပ်ပေးရင်အင်္ဂလိပ်ကဗိုလ်ချုပ်ကိုလေးစားမယ်စကားပြောရတာကောင်းတာပေါ့ဗျာအတန်းတူသွားတာပေါ့တကယ်လို့အဲ့ဒီလိုမဟုတ်ပဲပါတီတွေကလည်းအများကြီးအမပြည်သူတွေကလည်းအုပ်စုတွေကွဲပြီးတော့ဒီအုပ်စုကတော့ဟိုပါတီဒီအုပ်စုကတော့ဟိုပါတီသူတို့ကွဲနေရင်အင်္ဂလိပ်ကသိကြိုက်တယ်သူကစားလို့ရတာပေါ့အဲ့တော့ဒီလိုအခြေအနေမျိုးကိုဗိုလ်ချုပ်ကမြင်တဲ့အခါကျတော့ဗိုလ်ချုပ်ကပြောတယ်မင်းတို့ခင်ဗျားတို့လွတ်လပ်ရေးလိုချင်သလားလွတ်လပ်ရေးလိုချင်ရင်ပါစာဖလာကိုမဲပေးလိုက်တဲ့တစ်နှစ်အတွင်းသူလွတ်လပ်ရေးအောင်လုပ်မယ်သူပြောတဲ့စကားအမတ်တွေကိုကြည့်ပြီးမဲမပေးနဲ့ပါစာဖလာကိုပဲမဲပေးလိုက်တစ်နှစ်အတွင်းသူလွတ်လပ်ရေးအောင်လုပ်မယ်လို့ပြောတယ်ပြည်သူလူထုကဗိုလ်ချုပ်ကိုအလွန်ယုံကြည်တာ哦တကယ်ပဲပါတီတွေအများကြီးရှိတဲ့ကြားတွေကပါစာဖလာကိုပုံအောပြီးတော့မဲပေးခဲ့တယ်အဲ့ဒီအတွက်ဗိုလ်ချုပ်ဟာအင်္ဂလန်မှာအက်တလီနဲ့လွတ်လပ်ရေးရရှိရေးဆွေးနွေးတဲ့အခါမှာအထက်စီးကသူပြောနိုင်တယ်နောက်ဆုံးတထိုင်ထဲမှာပဲအစည်းအဝေးတစ်ခုထဲမှာပဲတစ်နှစ်အတွင်းပေးပါမယ်ဆိုတဲ့ဂရိပေးခဲ့တယ်ကျွန်တော်ပြောချင်တာဟိုလွတ်လပ်ရေးသမိုင်းမို့တော့ဗမာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိတယ်ငါတို့မဲပြန့်သွားလို့မဖြစ်ဘူးဗိုလ်ချုပ်ကိုစုစုစည်းစည်းမဲပေးလိုက်မှတို့လွတ်လပ်ရေးရမယ်ဆိုတဲ့အသိသူတို့မှရှိတယ်အဲ့ဒါပထမသက်သေနောက်ဒုတိယသာရကတစ်ခုကျွန်တော်ပြောပြခြင်းပါသေးတယ်ဒုတိယသာရက1956ပါစာဖလာမချမ်းကွဲပြီ56ထားပါဗျာဒါတော့တတိဖြစ်တာပေါ့58မှာတော့အတိအလင်းကွဲသွားပြီတီမြဲနဲ့တန့်ရှင်းတီမြဲပါစာဖလာကစစ်တပ်ထောက်ခံတယ်စစ်တပ်နဲ့မဟာမိတ်ပေါ့ဗျာစစ်တပ်လိုလားတဲ့ပါတီစစ်တပ်ထောက်ခံတဲ့ပါတီတန့်ရှင်းကဥနုဥဆောင်တာစစ်တပ်ကမလိုလားဘူးဥနုဆိုတော့အဲ့ဒီမှာတီမြဲတန့်ရှင်းနှချမ်းကွဲပြီးတော့ဦးနေဝင်းကအိမ်ဆောင်အစိုးရဝန်ကြီးချုပ်တိုင်းပြည်ကို2နှစ်အုပ်ချုပ်ပြီးရွေးကောက်ပွဲပြန်လုပ်ပေးတယ်အဲ့ဒီ2နှစ်အတွင်းမှာသူတီမြဲဘက်ကအကြီးအကျယ်ဘက်လိုက်တယ်စစ်တပ်ကခဏကဆရာညီမင်းတို့ပြောတဲ့ဟာအဲ့ဒီမှာတစ်ချိန်ပြန်ကြုံတယ်ကျွန်တော်တို့
အဲ့တုန်းကလူတွေကိုမေးလိုက်ရင်လူတွေကိုခင်ဗျာဘယ်သူမဲပေးမှလဲမေးလဲတီမြဲပဲစကားတော်မဆုံးသေးဘူးကျွန်တော်တီမြဲလို့ပြောတာအဲ့လိုမပြောရင်လည်းမလွယ်ဘူးညညလာပြီးတော့ဒုက္ခပေးတဲ့အိမ်မီးရှို့တာတို့ရိုက်တာတို့ဘာတို့တောမှဆိုတတ်တာတွေပါဒီထိလုပ်တယ်နော်ဟုတ်ပြီကျွန်တော်မေးလဲကျွန်တော်လည်းတီမြဲပဲဘယ်သူမေးမဲအားလုံးကတီမြဲပဲပြောတယ်တန်ရှင်းပါတီဝင်ကလွယ်ကျန်တဲ့လူအားလုံးတီမြဲမဲပေးမယ်ပြောတယ်1960ဖေဖော်ဝါရီလ22လမ်းမသိဘူးရွက်ကောက်ပွဲလုပ်တော့ညနေမဲပုံးလဲဖွင့်ရောတီမြဲမှာမဲမရှိဘူးတချို့ပုံးနဲ့ဆို9မဲ10မဲပဲရှိတယ်အားလုံးတန့်ရှင်းကိုမဲပေးထားကြတယ်နော်အဲ့တော့ကျွန်တော်တို့ဆိုရွေးလေးတစ်ခုထွက်တယ်မလားလူတီမြဲမဲတန့်ရှင်းနော်လူတီမြဲမဲတန့်ရှင်းပြောလိုက်လို့ရှိရင်လူအားလုံးကတီမြဲမဲပေးမယ်ပြောတယ်တကယ်တမ်းပြီးတော့တန့်ရှင်းပေးလိုက်တယ်ဒါကြောင့်လူတီမြဲလူကိုမေးလိုက်ရင်တော့တီမြဲပဲပြောတယ်မဲပြီးတော့တန့်ရှင်းကိုပေးလိုက်တယ်လူတီမြဲမဲတန့်ရှင်းဗမာပြည်သူလူထုဟာတိုင်းပြည်ကိုစစ်တပ်အုပ်ချုပ်တာမလိုချင်ဘူးဆိုတာ1960တည်းကပြခဲ့ပြီးပြီဘာဖြစ်လို့လဲစစ်တပ်ထောက်ခံတဲ့တီမြဲကိုမဲမပေးဘူးအဲ့တော့တစ်ချိန်ကတီမြဲဆိုတာလဲပါစာဖလာပဲတန်ရှင်းဆိုတာလဲပါစာဖလာပဲတစ်ဖွဲ့တည်းပဲဒီတစ်ဖွဲ့ကနှစ်ချမ်းကွဲသွားတာအရင်တော့ကသူတို့ဟာညီကိုတွေပဲအတူတူပဲနော်တစ်ဖွဲ့တည်းကနှစ်ချမ်းကွဲတော့နှစ်ဖွဲ့လုံးမှာလူတော်တွေရှိတယ်ဒါပေမဲ့တကယ်မဲပေးတဲ့အချိန်မှာလုံးဝတီမြဲကိုမဲမပေးတော့ဘလောက်ဖဲတော်တော်ဘလောက်ဖဲကောင်းကောင်းဘာတမိုက်မဲ့ရှိခဲ့စစ်တပ်နဲ့ပတ်သက်လို့ဒီဘက်ကတန့်ရှင်းကိုပေးမယ်ဆိုပြီးတော့ပြတ်သားသားတန့်ရှင်းကိုပေးခဲ့တယ်အဲ့ဒါကျွန်တော်တို့ဗမာပြည်သူလူထုဟာမညံ့ဘူးတိတ်ကိုအကင်းပါတယ်ပန်းတတ်တယ်ဘယ်အချိန်ဘာလုပ်ရမလဲဆိုတာသိတယ်ဆိုတဲ့အဲ့ဒါဒုတိယသာရကပဲနောက်ထပ်တတိယသာရကတစ်ခုရှိတယ်1988ရေးခင်းပြီးတော့1990ရွေးကောက်ပွဲကျွန်တော်ပြောစရာတော့မလိုတော့ဘာလို့လိုက်ကြသလဲ NLD ကဝင်ပြိုင်တဲ့လူဘယ်သူမှမသိဘူးမဲပြီးတော့ NLD ကိုပဲပေးတယ်ကျွန်တော်တို့ 82% ရခဲ့တယ်အဲ့ဒီတုန်းက392ယောက်ရတယ်တော်တော်မှ440မှာအဲ့ဒီတစ်ချိန်မှာလဲပေါ့နော်1990ရွေးကောက်ပွဲမှာလဲဒီအတိုင်းပဲအရေးကြုံတဲ့အခါမှာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိခဲ့တယ်အဲ့တုန်းကဖိနှိပ်မှုသိမ့်မရှိဘူးနောက်ထပ်သာရကတစ်ခုရှိသေးတယ်နံပါတ်4သာရကအဲ့ဒါ2012ဧပြီလ1ရက်နေ့ကြားပြရွေးကောက်ပွဲအဲ့ဒါမလွတ်လပ်သေးတဲ့အခြေအနေနော်2015နဲ့မတူဘူး2012ဟာတိတ်ပြီးမလွတ်လပ်သေးဘူးစစ်တပ်ရဲ့အရှိန်ဩဇာအတော်ကိုရှိသေးတဲ့အခြေအနေအဲ့ဒီကြားပြရွေးကောက်ပွဲမှာလဲကျွန်တော်တို့96% နိုင်တယ်44ယောက်မှာ43ယောက်ကျွန်တော်တို့နိုင်တယ်ကြားပြမို့လို့သာကျွန်တော်တို့တိုင်းပြည်လုံးကိုမစိုးမိုးနိုင်တာသို့တော်လည်းပဲရွေးကောက်ပွဲရဲ့ရာနှုန်းအတိုင်းအတာရပြောရင်ကျွန်တော်96ရာနှုန်းနိုင်ခဲ့တယ်ဆိုတော့ကအဲ့ဒီတုန်းကလည်းပဲပြည်သူလူထုဟာသူတို့ဘာလုပ်ရမလဲဆိုတာကိုတယောက်နဲ့တယောက်မညှိနှိုင်းမတိုင်ပင်မဲနဲ့ကိုပြတ်သားသားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတယ်အဓိပ္ပာယ်ကငါတို့စစ်တပ်ကိုမုန်းတယ်စစ်တပ်အုပ်ချုပ်တာကိုမုန်းတယ်စစ်အာဏာရှင်စနစ်ကိုငါတို့လက်မခံဘူးဆိုတာပြခဲ့တယ်ဒီတိုင်းပဲအခု2015ဒါဆိုတော့ဆရာညီမင်းညိုပြောသွားပါပြီ2015မှာလဲဒီတိုင်းပဲမဟုတ်ဘူးလားနော်2015မှာတော်တော်ကိုရှုပ်ထွေးတယ်နော်ဘာသာရေးမိုင်းတိုက်ပြီးတော့ခွဲတာတွေအမျိုးသားရေးမိုင်းတိုက်ပြီးခွဲတာတွေ NLD ကိုမဲပေးလိုက်ရင်ကလပြီဖြစ်သွားမှာပြောလို့ပြောသာသနာပြည့်မယ်ပြောလို့ပြောနော်တိုးတော်လည်းပဲဘယ်လိုပဲမတော်မတရားမိုင်းတိုက်စီးအောင်ပြီးတော့မှဆောင်ရွက်ခဲ့ပါစေမူနောက်ဆုံးတော့ပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတော့သူတို့သိတယ်သူတို့လုပ်တဲ့နာကိုသူတို့လုပ်ခဲ့တယ်ပြတ်သားသားအဖွဲ့ချုပ်အနိုင်ရခဲ့တယ်နော်အဲ့တော့ဒါဘာကိုပြောသလဲဆိုတော့ပြည်သူလူထုရဲ့အခန်းကဏ္ဍဘလောက်အရေးကြီးတယ်လဲဆိုတာကိုဗမာပြည်သူလူထုကောင်းကောင်းသိတယ်အရေးကြုံတိုင်းမှန်မှန်ကန်ကန်ဆုတ်ဖြတ်ဆောင်ရွက်နိုင်ခဲ့တဲ့တာရကရှိတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူလူထုဟာအားကိုးလောက်တဲ့ပြည်သူလူထုဖြစ်ပါတယ်အမှန်တပါးနဲ့တဲ့လူထုဖြစ်ပါတယ်အချိန်ကြရင်ဘာလုပ်ရမလဲဆိုတာကိုကောင်းစွာသိပါတယ်သိတဲ့အတိုင်းပဲအခုကျွန်တော်တို့ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာအားလုံးပြတ်သားသားမဲပေးတယ်အခုကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရသွားပြီပေါ့ဗျာ80% နိုင်တယ်ဆိုတာက85မှာ95ဆိုတာကျွန်တော်498ယောက်ပဲကျွန်တော်တို့ကပြိုင်ခွင့်ရတယ်အဲ့ဒီ498ယောက်မှာ80% ရတာပြောတာပါတကယ်တော့လွတ်တော်ကိုကျွန်တော်တို့က80% စိုးမိုးနိုင်တာမဟုတ်ပါဘူးလွတ်တော်မှာကျွန်တော်တို့ရဲ့နေရာက85%ပဲရှိပါတယ်25%ကစစ်တပ်ကယူထားပြီးသားအဲ့တော့အဲ့ဒီကျန်တဲ့85ကိုပြိုင်တဲ့နေရာမှာ80%ရတယ်ဆိုတော့တကယ်လွတ်တော်တစ်ခုလုံးမှာကျွန်တော်တို့လူဦးရေက60%ပဲရှိပါတယ်
သုံးပုံနှစ်ပုံမမီသေးပါဘူးသို့တော့ simple majority လို့ခေါ်တဲ့51ရာနှုန်းကိုတော့ကျွန်တော်တို့ကအများကြီးကျော်သွားပါတယ်အမှန်တန်ကောင်းတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့ရခဲ့ပါတယ်တိုင်းရင်းသားတွေနဲ့ပေါင်းရင်တော့68 tatama something ကြော်ကြော်လေးကျွန်တော်တို့ရပါတယ်အဲ့တော့ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲကောင်းပြီကျွန်တော်တို့နည်းလေးအချိန်နည်းသွားပြီကျွန်တော်နည်းလေးဆက်နော်အဲ့တော့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအားလုံးကမြင်တာကကျွန်တော်တို့ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးလိုက်ပြီအဲ့ဒီမှာလည်းပဲခုနလိုတောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပါပဲပါတီကိုမဲပေးပါလူကိုမကြည့်ပါနဲ့ဆိုတာဒီစကား1940နဲ့ခွန်မှာဘိုးချုပ်အောင်ဆန်းပြောခဲ့တဲ့စကားနဲ့တော်တော်လေးဆင်တူပါတယ်1940ခွန်မှာဘိုးချုပ်ပြောတာကတစ်နှစ်အတွင်းလွတ်လာရအောင်လုပ်ပေးမယ်နော်ပတ်စဖလာကသာမဲပေးလိုက်လို့ဒီလိုပြောတာပါဒီမှာတော့တောင်ဆန်းစုကြည်ကတော့လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပြီးမဲပေးပါဆိုပြီးတော့ဒီလိုပြောခဲ့ပါတယ်သဘောကတော့အတူတူပါပဲအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကမဲပေးပြီးသွားပြီအဖွဲ့ချုပ်လည်းနိုင်ပြီကျွန်တော်တို့တာဝန်ဆုံးခန်းတိုင်ပြီလားကျွန်တော်တို့တာဝန်ပြီးသွားပြီလားဒါဒီကနေ့ဒီဟောပြောပွဲမှာကျွန်တော်အဓိကဆွေးနွေးတင်ပြခြင်းနဲ့အကြောင်းအရာပါပဲအဲ့တော့တော်တော်များများကတော့မဲပေးပြီးပြီကြံတာ NLD ဆက်လို့ဒေါအောင်ဆန်းစုကြည်ဆက်လို့ဒီလိုတွေးကြတောကြတဲ့လူများပါတယ်အဲ့ဒါမှန်ရလားအဲ့ဒီအတိုင်းဆိုရင်ကျွန်တော်တို့ရေးဆွဲခြင်းတဲ့ပကြီးကားဆုံးခန်းတိုင်အောင်ရေးဆွဲနိုင်ပါမလားဒီဟာလေးကိုဆွေးနွေးခြင်းတာပါကျွန်တော်တို့လိုချင်တဲ့လောကနိဗ္ဗာန်ကိုတည်ဆောက်နိုင်ပါမလားအဲ့တော့ရွေးကောက်ပွဲမှာဒေါအောင်ဆန်းစုကြည်အနိုင်ရသွားပြီဒေါအောင်ဆန်းစုကြည်ကိုတကယ်အနာဂတ်ဗမာနိုင်ငံကိုဥဆောင်မဲ့ပုဂ္ဂိုလ်အဖြစ်ပြည်သူလူထုကရွေးလိုက်ပြီဆိုတဲ့အဓိပ္ပာယ်သည်တာဝန်တင်လိုက်ခြင်းတစ်ခုသာဖြစ်ပါတယ်ဗမာပြည်ရဲ့အနာဂတ်ကိုခမည်းထုစစ်ပါတော့ဗမာပြည်ရဲ့အနာဂတ်ပကြီးကိုခမည်းရေးဆွဲပါတော့လို့ပြောလိုက်တာပါတာဝန်ပေးလိုက်တာပါအဲ့ဒီမှာပကြီးဆွဲဖို့ဆိုရင်စုတ်တံပါရဲ့လားတောင်ကျွန်တော်တို့ပြောလို့မရသေးပါဘူးတာဝန်ပဲတင်ထားခြင်းဖြစ်ပါတယ်ပကြီးကတစ်ချက်အောင်မြင်မြင်တတ်တရရလှလှပပဖြစ်ဖို့သို့မဟုတ်လဲဗဟုရုပ်ထုတစ်ခုဟာလှလှပပတတ်တရရရုပ်ထုတစ်ခုဖြစ်ဖို့လိုအပ်ချက်တွေရှိပါတယ်လူတယောက်တည်းတည်းမပြီးပါဘူးပကြီးကားဆိုရင်ဆွဲမဲ့လူရှိအောင်လည်းမရပါဘူးပိတ်ကားရှိဖို့လိုပါတယ်စုတ်တန်ရှိဖို့လိုပါတယ်ရောင်စုံဆေးရှိဖို့လိုပါတယ်ဒီပကြီးကားပြီးသွားလို့ရှိရင်တော့မှနောက်မှကျွန်တော်လည်းမျက်နှာတဲ့တယ်မှာအကြီးကြီးပဲပေါင်ဆိုတာပကြီးကားမှာချိတ်ဆွဲဖို့ပကြီးကားတစ်ခုအနေနဲ့ထုတ်ဖော်ပြသဖို့သူ့ဘောင်ကွတ်ပြီးသည့်အထိလောက်ရပါတယ်အဲ့တော့ဒါတွေကျွန်တော်တို့မှာဘာတစ်ခုမှမလောက်ရသေးပါဘူးဗမာနိုင်ငံရဲ့အနာဂတ်ကိုဒေါအောင်ဆန်းစုကြည်ပုံဖော်ပါလို့ရွေးကောက်ပွဲကနေကျွန်တော်တို့ကတာဝန်တင်ထားတာပဲရှိပါသေးတယ်ကျွန်တော်တို့လိုချင်တဲ့နေရာကိုမသွားနိုင်သေးပါဘူးသွားဖို့ကိုမစနိုင်သေးပါဘူးကျွန်တော်ဒီနေရာမှာအမှတ်ရလို့ဒေါအောင်ဆန်းစုကြည်ရဲ့စကားလေးကိုပြောပြညင်ပါတယ်9 ရက်နေ့ကကျွန်တော်တို့ဒီဇင်ဘာလ9 ရက်နေ့ကပြည်မနာမေခမ်းမမှာအထက်ဗမာပြည်ကလွတ်တော်အမတ်တွေရွေးခံရတဲ့လွတ်တော်အမတ်တွေကိုတွေ့ပြီးတော့ဟောဝါဒစကားပြောပါတယ်စောစောကဆရာကြီးမင်းညိုပြောသွားတဲ့အထဲမှာအချက်သူထောက်ပြသွားတယ်အနိုင်ရလွတ်တော်ကိုယ်စားလှယ်ဆိုတဲ့စကားကိုအပြောမခံဘူးဆိုတော့အဲ့ဒီနေ့ကမနေ့ကျွန်တော်တို့နှစ်ပွဲလုပ်ပါတယ်လူကတိတ်များတဲ့အခါကျတော့ခမ်းမကျင်းတဲ့အတွက်တစ်ပွဲလုပ်ပါတယ်မနေ့9 နိုင်မှာတစ်ပွဲလုပ်တယ်12 နိုင်မှာကျွန်တော်တို့ကတစ်ပွဲလုပ်ပါတယ်အဲ့တော့မနေ့ပွဲမှာခါနာမှုလုပ်တဲ့ကလေးမလေးဒီကနေ့အခမ်းအနားကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌကြီးဒေါအောင်ဆန်းစုကြည်နဲ့အနိုင်ရလွတ်တော်ကိုယ်စားလှယ်များတွေ့ဆုံတဲ့ပွဲဆိုမဆုံးသေးဘူးညှိုးထိုးပြီးတော့ရပ်လိုက်တယ်ဟေးခဏရပ်ဆိုကလေးမလန့်သွားတယ်သူအနောက်ကဒေါ်စုတော့ကကလေးလင်းကိုသွားဆိုတော့ပြောခိုင်းတယ်တိုးပြောတော့ကျွန်တော်တို့ကလည်းသူမျက်စိနဲ့ကြည့်နေဘာပြောမှမသိဘူးဘာဖြစ်သွားမှလည်းမသိဘူးအဲ့တော့ချက်ချင်းလင်းရသွားပြီးတော့ကလေးမလေးကိုပြောကလေးမလေးကခဏရက်တယ်ပြန်ပြင်းပြီးတော့မှခုနစကားရွေးကောက်တင်မြောက်ခံရတော့ကိုယ်စားလှယ်များနဲ့ပြစ်ဆုံပွဲမနေ့ပိုင်းပြီးသွားရောပြီးတဲ့အခါကျကျွန်တော်မေးတယ်ကလေးမဖြစ်တာတော့လို့ကလေးမလေးကိုနေ့လည်းကျွန်တော်ကခဏနားတယ်နောက်တစ်ပွဲမလာခင်ကြားလိအချိန်ရလို့
မသိဘူးအန်ကဲတဲ့ကျမတို့ကလည်းရေးပေးထားတဲ့အတိုင်းဖတ်တာတဲ့ဒါလည်းကျမရေးတာမဟုတ်ပါဘူးတဲ့အဲ့ဒီကလူကြီးတွေရေးပေးထားတဲ့အတိုင်းကျမဖတ်တာအဲ့ဒါဖတ်နေရင်တန်းလားအဲ့ဒီလိုမဖတ်ရဘူးအနိုင်ရကိုယ်စလဲလို့မပြောပါနဲ့ဆိုတော့သူလည်း very sensitive တော်တော်ကိုသတိထားပါတယ်ဒါလေးတစ်ခုပေါ့နောက်အဲ့ဒီနှစ်လေဘက်ဒုတိယအစည်းအဝေးကျွန်တော်တို့ပြန်စတဲ့အခါကျတော့နှစ်သုတ်ခွဲတာပေါ့လေဒုတိယအစည်းအဝေးမနေ့ပိုင်းကတစ်သုတ်နေ့လယ်ပိုင်းတစ်သုတ်အဲ့နေ့လယ်ပိုင်းတစ်သုတ်မှာမင်းကုန်းပြောတော့အဲ့ဒီမှာကျွန်တော်တော်တော်လေးစိတ်ထိခိုက်တယ်သူပြောသွားတဲ့စကားသူ့ရဲ့အသက်အရွယ်ကိုသူကထောက်ပြီးတော့ပြောသွားတာသူမျှော်မှန်းတာကိုသူကပြောသွားတာပေါ့သူ့အနေနဲ့ဗမာနိုင်ငံကိုခုလက်ရှိကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကိုဘိတုကာတူအနေနဲ့ပုံစံတစ်ခုကိုချနိုင်ရင်ကိုသူကျင့်납ပါပြီတေးပြောပါပြီဆိုတဲ့သဘောသူကပြောလိုက်တယ်ဆိုလိုတာကသူ့ရဲ့အသက်အရွယ်အရာကျွန်တော်တို့ရဲ့နှစ်ပေါင်း90ပြည့်နေတဲ့အမိုက်ပုံစောစောဆရာကြီးပြောသွားတဲ့အမိုက်ပုံနော်နှစ်ပေါင်း90အမိုက်ပုံအဲ့ဒီအမိုက်ပုံဆိုတာကရေကြီးတဲ့ကိုတစ်ထောင်လောက်အမြင့်တွယ်နေတဲ့အမိုက်ပုံနော်တော်တော်တန်တန်နဲ့ကျွန်တော်တို့ဖဲလို့မရတူးပြီးဖဲရမယ်အမိုက်ပုံမျိုးအဲ့တော့ဒီလိုနှစ်ပေါင်း90လောက်စွန့်ပစ်ထားတဲ့အမိုက်ပုံကြီးပေါ့ဗျာအမြင့်တွယ်နေတဲ့အမိုက်ပုံကြီးကိုအချိန်တိုတိုနဲ့ဖယ်ရှားပစ်ဖို့တန်ရှင်းအောင်လုပ်ပစ်ဖို့ဆိုတာမလွယ်ဘူးဆိုတာကိုသူဟာသူနားလည်နေတယ်အဲ့တော့သူတတ်နိုင်တော့သူရှိတော့သူလုံနိုင်တော့သူမျှော်မှန်းတာကဘိတုကာပညာရှင်တယောက်ကပုံတစ်ခုကိုချပေးလိုက်တယ်အခြေခံအုတ်မြစ်တစ်ခုကိုချပေးနိုင်ရင်ကိုပဲသူကျေနပ်ပါပြီသူသေပြောပါပြီဆိုတဲ့ပုံမျိုးကျွန်တော်တို့စိတ်ထဲမှာတော့ကျွန်တော်တို့ကဒီတဲ့မကမျောလင့်ထားတာ哦နော်အင်မနာကိုဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကမ္ဘာပေါ်မှာနိုင်ငံတကာနဲ့ရင်မောင်တန်းနိုင်တဲ့နိုင်ငံတော်ကြီးဖြစ်သည့်အထိသူ့ကိုအားကိုးပြီးကျွန်တော်တို့ကလှုပ်သွားခြင်းတာသူလိုကောင်းဆောင်မျိုးကလည်းမရှိဘူးနောက်တစ်ယောက်ပေါ်ဖို့ဆိုတာလည်းစိတ်ကူးလို့ကိုမရသေးဘူးအဲ့တော့ဒီလိုအခွင့်ကောင်းအခါကောင်းမှာကျွန်တော်တို့ကသူ့ကိုမှီခြင်းတယ်သို့တော့သူကလည်းတွက်ထားတယ်သူဒီလောက်လုံနိုင်ရင်တော်ပါပြီဆိုတော့ကျွန်တော်အဲ့ဒီမှာနောင်တတရားကျွန်တော်ပြန်စဉ်းစားရတယ်ပေါ့ကျွန်တော်စဉ်းစားမိတယ်ဩကျွန်တော်တို့ကပျော်တယ်သူ့ကိုသို့တော့သူကတက်80အရွယ်ဟုတ်တာပေါ့ကျွန်တော်တို့ကသာသူ့ငငယ်လေးမြင်နေတာတက်တက်ကြွကြွမြင်နေတာကိုလည်းငယ်တာမဟုတ်ဘူးခလားသူဆိုဟုတ်တာပေါ့သူ့အနေထားအရဆိုရင်ကျွန်တော်တို့ကမျောနေချက်တွေသူ့ပေါ်မှာအရန်ထားလွန်းတယ်သူကလည်းတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စေတနာအလွန်ကိုပြင်းထန်တယ်အလွန်ကိုများတယ်အလွန်လည်းဒါကြောင့်လည်းကြိုးစားတာပေါ့ဗျာတော့ဒီအနေထားမှာသူကဒီလောက်ရရင်သူသေပြောပါပြီလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကဒီလောက်နဲ့မကျေနပ်နိုင်သေးဘူးဒီတဲ့ပိုးပြီးတော့ကျွန်တော်တို့မျှော်မှန်းထားတဲ့လောကနိဗ္ဗာန်ဆိုတဲ့နိုင်ငံကြီးကိုထူထောင်ခြင်းနဲ့ဒါလို့ဆိုရင်သူရှိတော့ကျွန်တော်တို့ရဲ့အခန်းကဏ္ဍဟာပိုပြီးကိုအရေးကြီးလာပြီသူလုံနိုင်တော့မှကျွန်တော်တို့ကအစွမ်းကုန်သူ့ကိုပံ့ပိုးပေးနိုင်မှကျွန်တော်တို့လိုချင်တဲ့အနေအထားရမယ်ဆိုတဲ့ဟာကျွန်တော်လည်းပြန်ပြီးတော့သုံးသပ်မိတယ်တရားလဲရတယ်ပေါ့ကျွန်တော်တို့ကမျောနေချက်တွေသူ့မှာရမ်းထားတယ်ဒါမှမဟုတ်ကျွန်တော်တို့ဘက်ကသူ့ကိုဘာလုပ်ပေးရမလဲဆိုတာကျွန်တော်တို့သိပြီးတော့မတွေးဘူးမစင်စားဘူးသူလုပ်ပေးမဲ့နိုင်ငံတော်သစ်ကိုပဲကျွန်တော်တို့ကမျှော်နေကြတယ်အဲ့တော့ကျွန်တော်တို့မပါဘဲနဲ့ကျွန်တော်တို့လိုချင်တဲ့နိုင်ငံတော်သစ်ကြီးဆိုတာဖြစ်နိုင်ပါမလားဒါကျွန်တော်တို့ရဲ့အခန်းကဏ္ဍမပါဘဲနဲ့ဒေါအောင်ဆန်းစုကြည်တယောက်တည်းနဲ့ကျွန်တော်တို့နိုင်ငံတော်သစ်ကြီးကိုသူ့ဘယ်လိုတည်ဆောက်မလို့ကျွန်တော်တို့ဘယ်အခန်းကဏ္ဍကပါကြမှာတော့ကျွန်တော်တို့မှာနောက်ကနေဒေါအောင်ဆန်းစုကြည်ကိုဖြည့်ဆည်းဖို့ပံ့ပိုးဖို့အတွက်ကိုအားလုံးကဏ္ဍတိုင်းမှာလူတဦးချင်းတိုင်းမှာကိုတာဝန်ကိုစီရှိကြလိမ့်မယ်ကျွန်တော်ကတော့ဘာလုပ်ဖို့ခင်ဗျားတို့မှာတာဝန်ရှိတယ်ဆိုတော့ဒီလိုဆရာလုပ်တဲ့ဟာမျိုးကိုမပြောလိုပါဘူးမပြောနိုင်ပါဘူးသို့တော့စဉ်းစားစရာအနေနဲ့ပဲကျွန်တော်ကပြောချင်တာပါကျွန်တော်တို့လိုချင်တဲ့လောကနိဗ္ဗာန်ဖြစ်ဖို့ကျွန်တော်တို့လိုချင်တဲ့အနေအထားကိုတည်ဆောက်ဖို့ကျွန်တော်တို့မှာရင်ဆိုင်စရာတွေအများကြီးရှိနေတယ်နှစ်ခုရှိတယ်တစ်ခုကအခုကျွန်တော်ပြောနေတဲ့ကျွန်တော်တို့ဘက်ကဘယ်လိုပြုပြင်ပြောင်းလဲမလို့အပြောင်းလဲကိုလိုချင်ကိုလည်းပဲကိုလည်းပြောင်းရမယ်ကိုလူအဖွဲ့အစည်းကိုလည်းပြောင်းရမယ်ကျွန်တော်တို့အတွေးခေါ်ယူဆလည်းပြောင်းရမယ်အပြောင်းလဲကိုလိုချင်ပါတယ်လို့ပြောပြီးကိုမပြောင်းလဲရင်တော့ဒီအပြောင်းလဲဖြစ်လာမှာမဟုတ်ဘူးနောက်တစ်ခုရှိတယ်နံပါတ်1အချက်ဆန့်ကျင်ဘက်အဲ့ဒီအပြောင်းလဲကိုမလိုလားတဲ့လူကအပြောင်းလဲမဖြစ်အောင်ရည်ရွယ်ချက်ရှိနဲ့ဖြတ်စည်းနေတယ်တိုက်ဖြတ်နေတယ်ပြဿနာတွေဖန်တီးနေတယ်ဒါကိုလည်းကျွန်တော်တို့ကတစ်ချက်ကြည့်ရမယ်အခုတိတဲ့ကပ်ပြီးတော့နည်းနည်းနီးနီးဆက်ဆက်ဆိုရင်ရွေးကောက်ပွဲပြီးသွားပြီအပြတ်အသတ်ရှုံးသွားပြီအဲ့ဒါတောင်မှအမျိုးသားလွှတ်တော်မှာဥပဒေကြမ်းတစ်ခုတင်တယ်နော်လွန်ခဲ့တဲ့21ရက်နေ့ကဥပဒေကြမ်းတစ်ခုဝေးတယ်ဗါတယ်တော့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဥပဒေတဲ့
ကာလုံကိုအာဏာတွေပေးတဲ့ဥပဒေကာလုံဆိုတာသမရရဲ့အထက်မှာနေဖို့ဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့အဲ့တော့အဲ့ဒီကာလုံဥပဒေအကြမ်းမှာဘာပါသလဲဆိုတော့လူက17ယောက်နဲ့ဖွဲ့ထားတယ်17ယောက်ထဲမှာမူလာတွေက9ယောက်ကဒီဘက်ကအယတ်သားပေါ့ဗျာသမရရဲ့ဒုတိယသမရပြီးတော့နိုင်ငံသားရေးဝန်ကြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ9ယောက်ရှိတယ်တစ်ဖက်မှာ6ယောက်ရှိတယ်အဲ့ဒါကာကွယ်ဦးစီးချုပ်ပြီးရင်သူ့လက်အောက်ကသူခန့်ထားတဲ့သူ့တစ်ပည့်ပေါ့သူခန့်ထားတာပေါ့သူ့တစ်ပည့်ဒုတိယကာကွယ်ဦးစီးချုပ်ပြီးတော့သူခန့်ထားတဲ့ကာကွယ်ရေးဝန်ကြီးပြီးတော့သူခန့်ထားတဲ့သူ့တစ်ပည့်ပြည်ထောင်ရေးဝန်ကြီးပြီးတော့သူခန့်ထားတဲ့သူ့တစ်ပည့်နေစာရေးဝန်ကြီးပြီးတော့သူကိုယ်တိုင်ရွေးထားတဲ့ဒုတိယသမ္မတအလုံးပေါင်း6ယောက်ရှိတယ်အဲ့တော့သူနဲ့သူ့အပေါင်းမှာ9ယောက်ဆိုသူတို့ဘက်က6ယောက်ရှိတယ်ဒီဘက်မှာသမ္မတဘက်က9ယောက်ရှိတယ်အခုဥပဒေမှာဗာရေးထားလဲသေးလားအစည်းအဝေးထိုင်ရင်သမ္မတကသဘာပတိလောက်ရမယ်တဲ့မဲမပေးရဘူးတဲ့ကျန်တဲ့10ယောက်မှာ9ယောက်စီတိုင်ဖြစ်နေတော့မှသမ္မတကမဲပေးရမယ်အဲ့တော့ကျန်တဲ့10ယောက်မှာတကယ်တော့သူတို့ဘက်က6ယောက်ကိုယ့်ဘက်က4ယောက်ဘယ်တော့မှတိုင်ဖြစ်เสียမရှိဘူးအဲ့ဒီလိုဥပဒေမျိုးပြဋ္ဌာန်းပြီးတော့သမ္မတကိုထိန်းချုပ်ဖို့ကြိုးစားတဲ့ဥပဒေတစ်ခုတက်လာတယ်ဒါလည်းပဲကျွန်တော်တို့တော့ fight လုပ်နေပါတယ်နောက်လျှောက်ကျွန်တော်တို့တော့အတန်းအော်နေပြီခုတည်းကကျွန်တော်အတန်းတွေကတော်တော်ထွက်နေပြီဒီလိုလုပ်လို့မရဘူးသမ္မတဟာတိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲသမ္မတရဲ့အထက်မှာအဖွဲ့တစ်ဖွဲ့ကသမ္မတကိုအမိန့်ပေးလို့ဆိုတာမရဘူးအရှိန်ဩဇာနဲ့ပြောခြင်းပြောဒီလိုဥပဒေကိုကင်ပြီးတော့သမ္မတငါခိုင်းတာမင်းလုပ်ရမယ်လို့တော့ပြောလို့မရဘူးအဲ့ဒီလိုလုပ်ရင်အဲ့ဒီဥပဒေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမညီပါဘူးဆိုပြီးတော့ကျွန်တော်တို့က fight လုပ်နေတယ်စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံမျိုးလူကိုလူလိုသတ်မှတ်တဲ့နိုင်ငံမျိုးဖြစ်ဖို့ဆိုတာဟာအုပ်ချုပ်သူကြီးပဲနဲ့မဖြစ်ပါဘူးကျွန်တော်တို့ခင်ဗျားတို့ပြည်သူတွေအားလုံးပူးပေါင်းပါဝင်မှဖြစ်မှာပါဒါကြောင့်မို့လို့လာမယ့်အပြောင်းလဲမှာခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေအားလုံးအပြောင်းလဲတကယ်အဓိပ္ပာယ်ရှိဖို့နဲ့တကယ်လောကနိဗ္ဗာန်ကိုရောက်ဖို့ဗမာနိုင်ငံရဲ့အနာဂတ်ပကြီးကိုအလှပဆုံးရေးဆွဲနိုင်မှုအတွက်ခင်ဗျားတို့အားလုံးလည်းပဲဘယ်အခန်းကဏ္ဍကနေပါဝင်ကြမလဲဆိုတာကိုစဉ်းစားကြပါလို့တိုက်တွန်းနှိုးဆော်ရင်းညီကုန်းချုပ်ပါတယ်